အားလုံးမင်္ဂလာပါလို့2026နှစ်တည်းရောက်နေပြီပေါ့နော်ဆိုတော့ချင်းလန်းကောင်စီဥက္ကဋ္ဌရင်ကျုံကနှစ်တစ်နှုတ်ခွန်းဆက်တဲ့စကားလားမသိပါဘူးပေါ့သူရေးသွားတာပြောသွားတဲ့ဟာပေါ့ရေးမီဒီယာသတင်းတွေမှာကျွန်တော်တွေ့ရတယ်အားလုံးဖတ်ပြီးထင်ပါတယ်အဲ့ဒါတခုကိုကျွန်တော်ပြန်ပြောချင်တာကလူငယ်တွေကြတော့ပြည်ပေါမထွက်ကြနဲ့မစွန့်ခွာကြနဲ့ကိုယ်နယ်မြေကိုကာကွယ်ဖို့နေကြပေါ့နော်တိုက်တွန်းတယ်ကိုကြတော့ကိုရဲ့မိသားစုကြတော့အမေရိကမှာအင်ကောင်းရာကောင်းကားကောင်းစီးပြီးမှနေခိုင်းတယ်ခမရတခါတလေမြေပြင်ကိုဆင်းလာတယ်ဒါတော့ပဲခမရကိုတိုင်ရဆွတ်နေတာလေလူငယ်တွေအနာဂတ်ရှိတယ်မင်းအနာဂတ်မရှိတော့ဘူးမင်းအသက်ကကြီးနေပြီဒါတော့မှနိုင်ငံခြားရောက်မှာတော့လူငယ်တွေဆိုတော့သူတို့အနာဂတ်တော့တွားချင်မှာပေါ့လူငယ်တွေမတိုက်တွန်းခင်ကိုစဉ်းစားပေါ့ခမရ CNF မှာနေလာတာကကြားပြီးဒါတော့မှခမရနိုင်ငံခြားဆွတ်တော့မြန်မာပြည်ကိုချင်းပြည်ကိုဆွတ်ပြီးမှနိုင်ငံခြားသွားနေတာပဲချင်းပြည်ကိုလိုအပ်တဲ့အချိန်မှာအလေတဘောနဲ့ပဲခမရလာနေတာအဲ့ဒါကိုလူကြီးဆိုပြီးမှမပြောလိုက်ချင်ဘူး CNF လူကြီးတော်များကနိုင်ငံခြားမှာသူတို့ရဲ့မိသားစုကသူတို့ကပဲဒီမှာနာမည်ရချင်စောတစ်ခုလောက်ပဲလုပ်နေတာတကယ်တမ်းကျတော့အဲ့အောက်ခြေကလူကလေးတွေပဲတနာစရာကောင်းတယ်လက်နဲ့ကင်နေတဲ့ CNA ရလူတွေတကယ်အရာရှိကြီးတွေကဟာလားအနေအချင်းလောက်ပဲမြေပြင်မှာရှိတယ် CNF ဆိုတဲ့အလူကြီးပိုင်းတော်များကကြီးနိုင်ငံခြားမှာတချို့ဆိုနေဟယ်လီကော်ပတာပေါ်မှာထိုင်ဟယ်လီကော်ပတာတွေနဲ့အလှနဲ့တော့တောင်တဘာဝတွေပတ်နေကြတယ်အဲ့ဒီငွေတွေကနဲတဲ့ငွေမဟုတ်ဘူးနော်မင်းတို့ချမ်းသာနေတယ်အောက်ခြေကလူငယ်တွေပဲစားစရာမလောက်မငါဖြစ်နေတာပြီးတော့ဟိုတနေ့ CDF ဟာခါကရွန်လန်းကိုတိုက်တာတော့မှခမရတို့ CNF လူကြီးတွေတော့များပါစတာတွေကအစအပြစ်ပုံချနေကြတယ်လူငယ်တွေတိုက်ချင်တယ်လူကြီးတွေခမရတို့ကြောက်လေအခု CDF ဟာခါတာချင်းနေတော့မှဘာဝင်နေဆိုလို့ရှင်လေဟိုဟာခါကိုသူတို့ဆော်ရကြပြီအရင်ကတော့ချင်းနေတော့အဖွဲ့ဝင်တာဖြစ်ဆက်ဆော်လို့ရတယ်အဲ့ဒါဟာခါကိုခမရတို့အပဲနားခိုင်းတာအတင်းတို့စီတဲ့ဖားခါလဲသူတတ်နိုင်တယ်လို့လုံနေတာဒါဟိုတော့မှခမရတို့အမျိုးဝေဖန်ပြီးမှ CNA စကား CNF စကားနားမထောင်ဘူးဆိုပြီးမှခမရတို့အမျိုးဝေဖန်တော့ဒီစီတဲ့ဖားခါရဲ့ president ကလည်းထွက်ရှင်းနေတယ်အောက်ကလူတွေလည်းထွက်ရှင်းနေတယ်ဒါတော့ခမရတို့ကမချေနာချသေးဘူးဒီလူငယ်တွေကအနာဂတ်ရှိတယ်နော်အနာဂတ်ရှိတဲ့လူတွေကမြေပြင်မှာလက်နဲ့ဘက်ဆွတ်ကိုင်ပြီးမှမနေချင်တော့ကြတော့ဘူးအမှန်ဆိုရင်သူတို့ပြည်သူလူထုအချစ်လို့တိုင်းပြည်ကိုချစ်လို့ဒါသူတို့ကလက်နဲ့ကိုင်ပြီးမှနေရတာဘယ်သူမှဆိုနိုင်ငံတီလောက်မကောင်းနေတဲ့ဟာနိုင်ကိုယ်နိုင်ငံမှာချစ်ပြည်နယ်မှာအဲ့လိုခေါင်းပါနေတဲ့နေမှာနေပြီးမှဘဝမယုံကန်ချင်တော့ဘူးဘာပဲဖြစ်နိုင်ငံခြားသွားမယ်အလုံးမယ်ဒါဆိုငါတို့ဘဝနည်းနည်းတိုးတက်အောင်မယ်ပေါ့ဒါမြင်လူငယ်တွေမှာရှိတယ်လူငယ်တွေမှာအနာဂတ်ရှိတယ်တချို့တွေအလုံးပြရလာရင်တင်တန်းတွေပါတွေပြန်တက်မယ်ပညာရေးအပိုင်းတွေဒါတွေစူးစမ်းနေကြတယ်လူငယ်တွေမင်းလိုလူကြီးကစပင်ဖြူနေပြီနော်အဲ့ဒီလူကတော့မှနိုင်ငံခြားသွားနေတာပဲလူငယ်တွေမတိုက်တွန်းခင်ခမရချင်းပြည်အတွက်အလုပ်တကယ်အလုပ်လုပ်တယ်ဆိုလို့မြေပြင်မှာနေခမရမိသားစုပါဟိုမှာချင်းလုံးမြို့မှာခမရတို့နေကြပါလားဘာလို့ခမရနိုင်ငံခြားမှာခမရတို့ကြတော့ပတ်စပ်နဲ့မတိုက်တွန်းနဲ့မင်းတို့ထက်ကတော့မင်းအွန်လိုင်းလို့လူရုပ်မှာတော့မှမြေပြင်မှာပဲနေပြီးမှအလုပ်လုပ်နေတာသူများနိုင်ငံမှာတွားပြီးမှခေါင်းဆောင်တက်လို့တာမဟုတ်ဘူးခေါင်းဆောင်တယောက်ဖြစ်ပြီးမှသူများနိုင်ငံမှာတွားပြီးမှနေတယ်
တာမန်လူလည်းမဟုတ်ဘူးတိုက်တွန်းချက်ကတော့ဟုတ်နေတယ်လို့ရှက်လည်းမရှိဘူးလူကြီးဖြစ်ပြီးမှအမြခလေးတို့ချင်းပြင်းနေမဆုံးခေါ်ချင်းစေချင်းဘူးဆိုရင်ခမရတို့စန်က်လူကြီးတွေကိုတိုင်မြေပြင်မကောင်းကောင်းလို့အကုန်လုံးမြေပြင်မှာနေနိုင်ငံခြားမှာမနေချနဲ့ခမရတို့ဂျပန်ကတော့လူကြီးပိုင်းတွေနိုင်ငံခြားမှာစိန်နဲ့ဟာလားခလေးတွေမစားဖူးတဲ့အစားအစာတွေခလေးတွေမမြင်ဖူးတဲ့ဖုန်းတွေတော့အစ်စ်တော့ခမရတို့ကိုင်နေတယ်ခလေးတွေမစီးဖူးတဲ့ကားအကောင်းစားတွေမှာဟာလားလက်ဖက်ရည်အကောင်းစားတွေတောက်နေတယ်မြေပြင်မှာခမရတို့ CNA ရဲဘော်လေးတွေကြည့်ဘလို့ယုံကနေကြလဲမတနာပဲနဲ့လူကြီးဖြစ်ပြီးမဟုတ်ချင်းပြည်နေကိုတော့အားလုံးမှာတော့တိုက်တွန်းချက်တွေပါတယ်လုပ်သေးတယ်ခမရခေါင်းဆောင်တာမြေပြင်မှာရှိတယ်ဆိုရင်မြေပြင်မှာတကယ်မိသားစုနဲ့နေပြီးမှတကယ်ချင်းပြည်နယ်အတွက်အနစ်နာခံပြီးမှလုပ်တယ်ဆိုရင်တော်သေးတယ်ကျွန်တော်ပြန်နှိုင်းကြည့်အောင်မယ်ချင်းညီနောင်ရဲ့ခေါင်းဆောင်ပိုင်းတော်များများကြည့်နိုဥတော်ထိုင်အစအခုချင်းတိမြေပြင်မှာဒုက္ခအမျိုးစုံရင်ဆိုင်နေကြတယ်အလုပ်လုပ်နေတယ်နှစ်ပေါင်း38နှစ်အဲ့လိုရောင်လေဟာလားတွားနေလို့အလုပ်ဖြစ်နေတယ်လူတွေတကက်အလုပ်လုပ်နေတဲ့ပတ်ဝန်းကျင်တွေကြည့်ပတ်ဝန်းကျင်မှာတကက်ဥဆောင်မှုကောင်းပေးနိုင်တဲ့လူတွေတကက်တက်အင်အားလဲကောင်းတယ်တက်ဤခိုက်ဤလဲကောင်းတဲ့လူတွေရဲ့ခေါင်းဆောင်တော်များကပြီးတွန်းကနေအလုပ်လုပ်နေတာပြီးပကနေအာလာမချောင်ဘူးကွာဟိုတနေ့ကအမေရိကကနေဆင်းလာပြီးမှနယူးဒယ်လီမှာအဲ့ဒါကလည်းအခုဒီဝီတိုရီယာကမ်ချီလိုမျိုးကိုပြန်လာလေပြီပေါ့ခမရအလဲနဲ့ပဲလာနေတာနော်ခမရတို့ရကင်ထားတဲ့ passport တွေလည်းကြည့်ပါဦးချင်းပြည်နယ်ကိုချစ်တယ်ပါစတ်ဟောင်းလောင်းကြီးနဲ့မပြောနဲ့လူခမရတော့လူကြီးလို့အနာကတ်ဒီလောက်ကလေးပဲရှိတော့တယ်ခမရရဲ့အနာဂတ်ဆိုတာကတိုးတိုးလေးပဲဖြစ်တော့တယ်လူငယ်တွေရဲ့အနာဂတ်ကအရှိကြီးဒီလူတွေရဲ့ပြပဆွတ်ခေါ်တာအပြစ်မတင်နဲ့ချင်းပြည်နယ်ဆွတ်ခေါ်တာအပြစ်မတင်နဲ့ခမရကိုယ်တိုင်စဉ်းစားရင်ကြုံနော်လူချစ်ဖြစ်ရင်တော့ဟိုပါစပေါရှိတိုင်းမဲ့သူများရှောက်မတိုက်သွင်းနဲ့ခမရရဲ့အချင်းနေခမရပြန်ကြည့်လိုက်ခမရကိုယ်တိုင်ကဘီပမှာပျော်စားနေတဲ့လူခေါင်းဆောင်လုပ်ပြီးမှတာမန်လူမဟုတ်ဘူးကျွန်တော်တို့လိုတာမန်လူမဟုတ်ဘူးခင်ဗျားကโอเค